Hello guys, I'm Elena. Today Elena နဲ့ Milo ကတကြိမ်မဲ့တဲ့မှာတော့ကမှာပဲဖြစ်ပါတယ်။ဒါပြီးမလုံးရေပွဲလုံးကြဆိုတော့မလုံးရေပွဲလေးစောင့်ကြပါမယ်။ကဲအဲ့တော့ဘာလဲလုံးလဲဆိုတော့လက်ကြည့်ပြပါအောင်နော်။